အခုအမျိုးသားရေးလမ်းစဉ်သွားပြန်ပြီလာပြန်ပြီတွေ့လားဘယ်ပြည်နယ်မှာဖွဲ့လို့မရဘူးမင်းတို့ကြိုက်တဲ့လောက်ဖွဲ့လေနော်ငါတို့လူထုကတော့ရခိုင်ကိုပဲထောက်ခံမှာရခိုင်နဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့အန်ယူဂျီလက်အောက်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရခိုင်ကိုပဲငါတို့ထောက်ခံမှာအေးကအရာဒီကိုတည်ယူမှာကြောက်လို့ KNU ကငါနဲ့မြေလို့ကြင်ညာနေတာဖြစ်တယ်ဟုတ်ပါအဲ့ဒါဆိုဘာထူးလဲနော်အဲ့ကြောင့်မို့ကျမပြောပါတယ် KNU ဆိုတာမအားလာတဖိလဲမအားလာ KNU ဖြစ်သွားပြီ KNU အစစ်အမှန်မဟုတ်တော့ဘူးနော်အဲ့ဒါကြောင့်မို့ KNU ကစကားစကိုကရင်ပြည်နယ်မှာအမြင့်ပြအောင်မတော်လန်မတိုက်ခိုက်ပဲရေသားကိုအချောင်လိုက်ချင်တာလေသူတို့အနာမခံဘူးတကယ်သာသူတို့ကအင်အားမရှိဘူးနော် KNU ဆိုတာအင်အားမရှိတော့ဘူးအဲကြောင့်မို့မောင်ချစ်သူအင်တာဗျူးတိုင်းမှာလေမောင်ချစ်သူကကျွန်တော်ကဆရာသမားကိုအမြင်ထဲတယ်သူ့ရဲ့ဆရာသမားကဘယ်သူလဲမသိဘူးနော်စောဂျော်နီလာဘယ်သူလဲမသိသူ့ရဲ့ဆရာသမားကိုအမြင်ထဲတယ်အခုနော်တိုက်ခိုက်ဖို့စကားစားကြဆိုရင်အမြင့်ပြအောင်မတော်လန်ပဲစကားစားကြဆိုရင် KNU KNA တပ်မဟာ1 2 3 4 5 6ခုနှစ်လှုပ်ရှားခဲ့တဲ့မွန်ပြည်နယ်ပဲခူးတိုင်းတနင်္သာရီတိုင်းတွေကမြို့နယ်တွေကို KNU ထိန်းချုပ်နယ်မြေသတ်မှတ်ပြီးကရင်ပြည်နယ်ကော်တူးလေအစိုးရအဖြစ်အုပ်ချုပ်ရေးရန်တရားဖွဲ့စည်းဖို့ခြေလမ်းပြင်နေတယ်မင်းတို့ဘလို့ပဲနော်ဒီຫນွေဦးတော်လန်ရေးကအမျိုးသားရေးလမ်းစဉ်နဲ့တွားလို့မရဘူးအခုမင်းတို့အမျိုးသားရေးလမ်းစဉ်နဲ့တွားနေလို့အချင်းချင်းအခုဘလို့ဖြစ်လဲနော်ပြန်ပြီးတော့တိုက်နေကြပြီအဲကြောင့်မို့လူတို့လမ်းစဉ်နဲ့တွားရမှာနော်လူတို့လမ်းစဉ်နဲ့တွားလို့ရှိရင်ဗါလဲအားလုံးကဒန်းလူအခွင့်ရေးရပြီးဆိုရင်ဒီဟာတွေကဒါမဲ့ရိုးရာတို့နော်ဒီကရင်ကချင်တို့ကတော့ပြောက်မှာမဟုတ်ဘူးလေဒါတော့နော်လူတို့အနေနဲ့သွားလို့ဆိုရင်အားလုံးဒန်းတူခွင့်ရရပြီဆိုရင်ကချင်ရိုးရာလည်းလှုပ်လို့ရတယ်ကရင်ရိုးရာလည်းလှုပ်လို့ရတယ်ကရင်လူမျိုးလည်းမပြောက်ဘူးကချင်လူမျိုးလည်းမပြောက်ဘူးနော်လူတို့စနစ်နဲ့ကိုသွားရမှာနော်မင်းတို့ဒီတိုင်းပဲအမျိုးသားကြီးနဲ့သွားနေမယ်ဆိုရင်ဒီအာနာစင်စနစ်ကမင်းတို့ကိုဘယ်တော့မှနော်ငြိမ်းချမ်းမှုပေးမှာမဟုတ်ဘူးအစိုးစောကတော့တရုတ်ရဲ့ကွန်မြူနစ်တရုတ်ရဲ့ကျုံတပေါက်ဖြစ်မှာသိကြတယ်အခုနော်အခုသိသွားပြီနော် KNU ဆိုတာကျမအဲ့ဒါကြောင့်မို့သူတို့က KNU ကတတိယအုပ်စုရဲ့လက်မဲကြီးတတိယအုပ်စုတီထောင်နေတာလေဒီကရင်ဒီ KNU ပဲဘာဖြစ်လို့လဲ तू ကမတိုက်ဘူးနော်ကရင်ဗမာအချင်းချင်းတိုက်ဗမာအချင်းချင်းတိုက်သေသွားလို့ဆိုရင်ကရင်ကနေရာဝင်ယူရုံပဲသူတို့ကအဲ့လိုအကြံအစီနဲ့အဲ့ကြောင့်မို့မျိုးကိုလည်းသူတို့မသိဘူးဟုတ်ပဲလို့ဒီဘက်လို့ပူသဒလန်လုံနေတာသူတို့ကနော်တနင်္သာရီမွန်အေယာဝတီဒီနေရာအားလုံးကိုသူတို့ကကရင်ကော်တူးလေနိုင်ငံအနေသူတို့ထားပြီးတော့ပြောမှဆိုရင်ဒါမအလာရဲ့အာနာရှင်ရဲ့စားဘောနော်ခံနောက်ဆုံးခံစစ်သူတို့ကထားဖို့ဒီမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားလို့ပေါ့နော်ဗါလဲသူတို့ကတခြားနိုင်ငံနဲ့စီးပွားရေးမလုပ်နေပါစေတရုတ်သူတို့ကိုထောက်ခံတော်ပြီးကြောထောက်နောက်ခံလုပ်ပြီးရင်သူတို့ကျင်납ပြီးမင်းအွန်လိုင်းလို့ပေါ့မင်းအွန်လိုင်းလူမရှိတဲ့ကိစ္စမရှိတရုတ်နဲ့ရုရှားသူ့ကိုကြောထောက်နောက်ခံပြုရင်သူကျင်납ပြီးသူတွေအကောင်လုံးသိသွားလဲသူဘာမှမဖြစ်ဘူးနိုင်ငံတကာမထောက်ခံလဲသူဘာမှမဖြစ်ဘူးလူနဲလေကောင်းလေပဲသူပို့ပြီးတော့အုပ်ချုပ်ရလွယ်လေပဲသူကအဲ့လိုမျိုးတွေးပြီးတော့နော်ရုရှားနဲ့ဒီတရုတ်ကိုသူကဆရာတင်ထားတာနော်အခုဆိုရင်ဒီအပြင်တပ်မဟာ8နယ်မြေလို့ KNU သတ်မှတ်ထားတဲ့အေယာဝတီတိုင်းတွေ့လားအေယာဝတီတိုင်းမှာလည်းတပ်မဟာ8လို့သူတို့သွားပြီးတော့မကြသေးခင်ကဖွင့်ထားနော်အဲ့ဒီရန်နိုင်တပ်မဟာ6တ
မဟာမူဂျန်နိုင်ကိုတိုင်အဲ့ဒီတက်မအေယာဝတီတိုင်းမှာတက်မခုနှစ်ဆိုပြီးစစ်ဆိုပြီးတော့နော်ညံမြေလို့ KNU သတ်မှတ်ထားတဲ့အေယာဝတီတိုင်းကိုလည်းအုတ်ချုပ်ရေးအဖွဲ့ဖွဲ့စည်းလက်ဝကြီးအုပ်ယူဖို့ခြေလမ်းပြင်လှုပ်ရှားတဲ့လှုပ်ရအနေနဲ့လှုပ်နေတာဖြစ်တယ်မင်းတို့သိထားဖို့ကနော်မင်းတို့တက်မဟာဘလို့ပဲဖွဲ့ဒီပြည်နယ်ရဲ့ဒီဒေသရဲ့ပြည်သူလူထုကိုပဲမင်းတို့ဦးတည်ရမယ်မင်းတို့လက်နဲ့ပြပြီးတော့ဟာငါလက်နဲ့ရှိတဲ့အမမားတို့သူတို့ကလေ KNU ကအင်အားမရှိဘူး PDF ကိုသူကမဟာမိတ်လုပ်ပြီးတော့ PDF ကိုတက်ခိုင်းနေမြေယူနော်၄နှစ်လုံးပြည်သူတွေစီကPDF တွေကိုပြည်သူတွေကကူညီထောက်ပံ့နော် SCW တို့ဒါဘောင်တို့ဘာတို့ညာတို့ကိုနော်ပြည်သူတွေကကူညီထောက်ပံ့သူတို့နေမြေသိမ်းလိုက်တယ်ပြီးလို့ရှိရင်သူတို့ပဲပြန်ယူတယ်တစ်ဖက်လက်နဲ့တွေ့လားဒါဘောင်က KNU အသုတ်တော်ခံ SCW က DKBA အသုတ်တော်ခံကျမတို့ကွင်းမြင်လိုက်ရပြီနော်အဲ့ဒါကြောင့်မို့ပြည်သူလူထုပြည်တွင်းအားသည်ပြည်သူမှာပဲရှိတယ်နော်ပြည်သူလူထုအားပဲရှိတယ်ကျမတို့အခုအားလုံးအမြင်မှန်ရကြပြီအားလုံးကွင်းမြင်လိုက်ရပြီအဲ့ကြောင့်မို့အဓိကနေပြီးတော့ကြဆုံးဖို့လိုအပ်တယ်ကျမတို့တော်နိုင်ရင်အမြန်ပြီးမြောက်ဖို့လိုအပ်တယ်ဒီကရင်ပြည်နယ်ကိုတိုက်လို့မင်းအောင်နိုင်ကြမှာမဟုတ်ဘူးနော်ချင်းပြည်နယ်ကိုတိုက်လို့မင်းအောင်နိုင်ကြမှာမဟုတ်သူများပြည်နယ်ကတော့တိုက်လို့ရပါပြီဒီဒေါနာတောင်ချေမှာဒီနိုင်ငံတော်အဆင့်နဲ့ပဲမင်းတို့နှစ်ပါးသွားနေလို့နေပြီးတော့မကြဘူးနော်အခုပြောရရင်စစ်အာဏာရှင်ကိုအမြင့်ပြုတ်အောင်အရင်တိုက်ခိုက်ပြီးဒေသခံပြည်သူတွေရဲ့ဆန္ဒအတိုင်းအုပ်ချုပ်ရေးဖွဲ့စည်းရမှာဖြစ်တယ်ဒေသခံပြည်သူတွေကိုမင်းတို့ကအလေးထားရမှာအခုကမင်းတို့စိတ်တိုင်းကြငါလှုပ်ချင်တို့မှကရင်ကန်ကြမှာကရင်ဖန်တီးမယ်မင်းတို့ဖန်တီးမှာလက်နဲ့ပြည်သူလက်မခံဘူးစကားကိုမတော်လန့်ပဲအချောင်နေရယူချင်တဲ့သက်ပါတီအုပ်စုရဲ့အေယာဝတီအမျိုးသားပြည်နယ်ကောင်စီဖွဲ့စည်း DNSC ဖွဲ့စည်းတဲ့ KNU ရဲ့လက်တံဆွဲဆန့်နေရယူထားတဲ့လောက်ရကရှက်ဖို့ကောင်းပါလေအမျိုးသားရေးအခြေခံတဲ့ပြည်နယ်ထူထောင်ရင်လူမျိုးရေးပြဿနာနဲ့လူမျိုးကြီးဝါဒဟုတ်တယ်လေအခုလဲလူမျိုးကြီးဝါဒနဲ့နော်ဘယ်သူမှလူမျိုးကြီးဝါဒမလုပ်ဘူးဒီဆိုကရင်ပဲလူမျိုးကြီးဝါဒနဲ့သူတို့နော်လူမျိုးရေးစကားပြောလိုက်လို့ဆိုရင်ကြည်လိုက်ဒီဆိုကရင်တတ်ပဲဆိုကရင်ဆိုတာဆိုရင်ကရင်စစ်မဟုတ်နော်ဖားတစ်ပိုင်းငါးတစ်ပိုင်းဒီကရင်စစ်ကဒီလိုမျိုးမလုပ်ဘူးပြည်သူလူထုဒန်းလူအခွင့်အရေးရရှိတဲ့နော်လူမျိုးကြီးဝါဒပြဿနာဖြစ်လာမယ်အမေရိကန်လူပြည်တော်စုလူထုဒန်းလူအခွင့်အရေးရရှိတဲ့လူထုကိုစားပြုပြည်နယ်ထူထောင်မှလူမျိုးရေးပြဿနာမဖြစ်ဘူးအဲ့ဒါကြောင့်မို့နော်အမျိုးသားရေးနဲ့သွားလို့ဘယ်တော့မှမရဘူးအမျိုးသားရေးနဲ့တိုက်နေတာနှစ်80ကျော်လေဘယ်မှနိုင်ဘူးလို့တော့အခုလူထုတော်လှန်ရေးဒါဖထမဦးဆုံးလူထုတော်လှန်ရေးစီးလောနဲ့တိုက်လို့အခုတခါတည်းနဲ့အောင်မြင်သွားတာလေဘာရေးထုံးဝင်းစော်နေဘာရေးတာလဲငါနားမလဲနေရေးတဲ့စာကအတိတ်ပဲမရှိဘူးနော်ဘာရေးတာလည်းမသိနားမလဲကဲအဲ့ဒါတော့ကရင်နော်ဆွေကရင်ကိစ္စကဲအခု NUG NUG ကိစ္စနဲ့ပတ်သက်ပြီးတော့ NUG မရှိလို့ဖြစ်လားမဖြစ်လားဆိုတာ anti NUG တွေမငင်းလို့ဘူးလက်ရှိတနိုင်ငံလုံးမှာပြန့်နှံ့နေတဲ့ PDF တွေကိုထိဖို့ NUG လို့အဖွဲ့အစည်းမျိုးမှမထိရင်ဘယ်သူထိမှာလဲအခုအဖွဲ့အစည်းတွေအများကြီးရှိတယ်နော်
ဘယ်လဲဖွဲ့စီပြီးတော့ပြည်သူတွေစီကအဲကြောင့်မို့ကျမပြည်သူတွေကိုပြောချင်တာကနော်ချိုင်းအော့ကွန်မင်းအခုတကယ်တိုက်နေတဲ့အဖွဲစီဥပမာ AA တို့လို KIO တို့လိုကရင်နီတို့လိုအဲ့ဒီလိုမျိုးအဖွဲအစီအောက်ကနေပဲနော်ထောက်ပံ့စေချင်တယ်ဟိုမဟုတ်ဒီမဟုတ်နော်ဘသူမှအောက်မှလည်းမနေဘူးတိုက်ပွဲလည်းမတိုက်ဘူးငကားတို့လိုငဇွဲတို့လိုငဇွဲတို့လည်းစောက်ပြောပဲရှိတယ်နော်စောက်ပိုတွေကရင်ပြည်နယ်မှာသူတို့စစ်တိုက်နေတာလှုပ်ရှားစစ်တိုက်နေလို့ပဲမှတ်ထားလိုက်ပြီဒီလိုနော်အဲ့ဒီလိုမျိုးကိုကအစိတ်ပင်ရေမလောင်းဖို့အရေးကြီးတယ်အစိတ်ပင်ရေကြီးလာလို့ဆိုရင်ငါတို့မဖြတ်နိုင်ဘူးနော်အခုဆိုရင်အဲ့ဒါကြောင့်မို့အန်နူဂျီမထိန်ဘယ်သူထိန်နိုင်မလဲနော်အန်နူဂျီကနိုင်ငံတကာစနစ်နဲ့ညီအောင်အခုသွားနေတာဖြစ်တယ်အဲ့ဒီလိုထိန်တဲ့နေရာမှာအန်နူဂျီဟာအသုံးချဖို့လိုတယ်အန်နူဂျီလည်းအသုံးချဖို့လိုတယ်နော်အသုံးချဖို့လိုတယ်မထိန်နိုင်ဘူးဆိုရင် PDF တွေဟာလက်နဲ့ကင်ပြီးလှုပ်ရှားနေတဲ့ EAO အဖွဲ့အချို့လိုဖြစ်လာလိမ့်မယ်ကရင်ပြည်နယ်ကိုကြည်လိုက်ရအောင်အများကြီးပဲတိုက်မနိုင်တော့ဘူးနော်အဲ့လိုမျိုးသူတလူငါတမင်းနဲ့ဆရာကြီးပဲတပည့်တယောက်မှမရှိတော့အခုအော်အော်တောင်းနေကစင်ကလျာကွဲပြဲဖြစ်နေတာနော်တချို့ PDF အမိခံအဖွဲ့အချို့ဟာတော်လန်ရေးဘန်းပြပြီးတန်ရာစာတတွေရောင်းစားရတဲ့ငွေနဲ့တထေးကြီးတွေဓမြဘိုးကြီးတွေလိုစီးစိမ်ခံစားနေကြတာတွေလည်းရှိနေတယ်ဒါ PDF တွေမှာလည်းရှိသလို ERO တွေမှာလည်းရှိတယ်နော်ဘာဖြစ်ဆိုသူတို့ကတော်လန်ရေးအစကနေကသူတို့ကတော်လန်ရေးလောက်တယ်အတိုက်ပြတယ်သူတို့တွေကအစကနေကမူမမှန်တာနော်ပွဲစားကြက်သွန်ပွဲစားငကားတို့လိုပေါ့နွားပွဲစားဝက်ပွဲစားဟိုပွဲစားဒီပွဲစားတွေဖြစ်လာပြီးတော့မှသူတို့ကအမှန်မှသူတို့ကပွဲစားသမားတွေကအကောက်လုံးမစလို့ဘူးနော်ပွဲစားသမားတွေအများသောအဖြစ်သူတို့ကစီးပွားရေးကိုပဲကြည်တာလေနော်စီးပွားရေးကိုပဲကြည်တဲ့အတွက်တော်လန်ရေးကိုတကယ်လုပ်တယ်လို့မဟုတ်ဒီယုံမီလို့ဒီချုပ်ထွင်းတာသူတို့ကတော်လန်ရေးအောင်မြင်ချင်လို့ဒီတော်လန်ရေးကိုဝင်လာတာမဟုတ်ဘူးနော်ကြီးပွားချမ်းသာခြင်းလို့ဘာမှမလုပ်ရဘဲနဲ့မျိုးမြက်ချမ်းသာလာတာချမ်းသာခြင်းလို့ຫນွေဦးတော်လန်ရေးကိုဝင်လာတဲ့အဖြစ်သမားတွေအများကြီးရှိတယ်အဲ့ဒီလူတွေကိုထိန်းနိုင်ဖို့နော်အန်နူဂျီရှိဖို့လိုအပ်တယ်နော်အဲ့ကြောင့်မို့စီးစိမ်ခံစားနေကြတာတွေလည်းရှိနေတယ်ဒါတွေကိုထိန်းချုပ်နိုင်ဖို့တော်လန်ရေးနဲ့တိုင်းပြည်အပေါ်သစ္စာရှိမဲ့ဉာဏ်အမျှော်မြင်ရှိမဲ့လူကောင်းဆောင်ကောင်းတွေဒေသအသီးသီးမှာမွေးထုတ်ပေးနိုင်ဖို့တနည်းပဲရှိတယ်ပြောချင်တာကခေါင်းဆောင်ကောင်းတွေမွေးထုတ်ပေးတဲ့ဥမာ KIA တို့လို KIA လိုနော် AA ကိုမွေးထုတ်ပေးတဲ့ခေါင်းဆောင်ကောင်းမွေးထုတ်ပေးတဲ့ခေါင်းဆောင်တွေလိုအပ်တယ်ကရင်နီလည်းခေါင်းဆောင်ကောင်းရှိတယ်ချင်းလည်းခေါင်းဆောင်ကောင်းရှိတယ်နော် AA ခေါင်းဆောင်ကောင်းရှိတယ် KIA ခေါင်းဆောင်ကောင်းရှိတယ်ဒါပေမဲ့ကျမတို့ကရင်မှာခေါင်းဆောင်ကောင်းနေမပေါ်သေးဘူးပြည်သူတို့အခုချိန်ထိနော်ဘယ်သူကခေါင်းဆောင်ကောင်းမှလည်းမသိသေးဘယ်သူမှမပေါ်လာသေးဘူးလက်ရှိမှာအဲကြောင့်မို့သူတို့ကခေါင်းဆောင်ကောင်းမွေးဖို့နေသားနော်လူဆိုးဓမြဂိုင်းတွေကြီးပဲမွေးစားထားတယ်ဆွေကရင်တွေကအဲကြောင့်မို့အဖွဲ့တွေအများကြီးကိုယ်ပြီးတော့ဆရာကြီးပဲများတော့တပည့်တွေဆရာများတော့သားသိတယ်ဆိုတာဆွေကရင်တွေကိုပြောတာအများစုကအန်နူဂျီလက်အောင်မဝင်ချင်တဲ့လူတွေအန်နူဂျီကလည်းပြတ်သားဖို့လိုတယ်အန်နူဂျီကလည်းဘယ်လဲပြတ်သားကင်တွယ်တတ်ဖို့လိုတယ်အဲ့ဒီအတွက်အန်နူဂျီထဲမှာအခုတကယ်လှုပ်တဲ့တကယ်ပြတ်သားတဲ့ခေါင်းဆောင်တွေပါဝင်ဖို့လိုတယ်နော်
ခေါင်းဆောင်ကောင်းတွေမွေးထုတ်ပွေးဖို့လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးတော်လန်ရေးအစပိုင်းမှာယုံကြည်ရမယ်စိတ်ချရမယ်ထင်တဲ့ NLD ပါတီဝင်တွေကိုဆွေမျိုးမိတ်ဆွေအတိုင်းဝိုင်းကလူတွေကိုပတ်သုံးလုံးမှာနေရပေးထိတ်ချုပ်ခိုင်းတယ်မသိဘူးလေဘသူကကောင်းလဲတော်လန်ရေးအစပိုင်းဘသူမှမသိဘူးလေဟုတ်လားဗလဲ NLD မှာတော့ပါတယ်အမေစုတို့လိုပေါ့နော်တော့တက်ခိုင်လိုမျိုးလူတွေအစပိုင်းမှာမသိဘူးလေမသိတော့ခေါ်ထက်တယ်ပြီးတော့နီးစရာဆွေမျိုးတိုင်းဝိုင်းတွေထည့်ကြတယ်နော်အဲ့ဒီလိုပေါ့ NLD ပါတီဝင်တွေကိုဆွေမျိုးမဲ့ဆွေအတိုင်းဝိုင်းကလူတွေကိုပတ်တော်လုံးနဲ့နေရာပေးထိတ်ချုပ်ခိုင်းတယ်အဲ့ဒီလိုနေရာပေးတဲ့အပေါ်မှာကိုလူကိုနေရာပြန်ပေးတယ်အပြစ်တင်လို့မရဘူးပြောနေတာကကိုအားနာနေရတယ်ကိုဆွေမျိုးကိုပြန်ပေးတယ်ကိုလူကိုပြန်ပေးတဲ့အတွက်ကိုအားနာနေရတယ်အမှန်မှာတော့နော်အရေးအချင်းရှိတဲ့လူထဲလို့ရှိရင်ဒါအာနာစရာလည်းမလိုဘူးအပြစ်ပေးစရာလည်းမလိုဘူးเนาะဒါမဲ့အခုသိသွားပြီအရင်တော့မသိလို့နေရပေးခဲ့တယ်ဒါမဲ့အခုချိန်မှာနူးကြီးအဖွဲထဲမှာလဲเนาะဗလဲရွေးဘယ်လိုပြောမလဲပြန်လဲ reform လုပ်သင့်ပြီအဲ့လိုနေရပေးတဲ့အပေါ်မှာကိုလူကိုနေရပြန်ပေးတယ်အပြစ်တင်လို့မရဘူးနူးကြီးခေါင်းဆောင်ပိုင်းတွေဟာတနိုင်ငံလုံးအနက်အနီးကလိုက်ပြီးစောက်ကြည့်ထိန်းချုပ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အတွက်ဒါလည်းဟုတ်တာပဲနူးကြီးအနေနဲ့အနီးကတယောက်စီတိုင်းကိုနော်ကြည့်လို့မရဘူးဒါပေမဲ့နူးကြီးအနေနဲ့လည်းစစ်တပ်ဖို့လိုအပ်တယ်စစ်ပြီးတော့တကယ်အပြစ်ရှိတဲ့လူကိုလည်းအပြစ်ပေးဖို့လိုအပ်တယ်နော်ယုံကြည်ရမယ်ထင်တဲ့ကိုလူကိုနေရာပြန်ပေးပြီးထိန်းချုပ်မှာပဲဒါပေမဲ့ခက်နေတာက NUD ပါတီဝင်တိုင်းဟာလဲစောက်သုံးကြတာမဟုတ်ဘူးတချို့ NLD ပါတီဝင်တွေကလည်းအစွန်းရောက်ကိုနေရာမှာကိုငတ်နေရာမှာငါပိုင်နေဆိုတဲ့အမျိုးဆွဲပုံကိုဆွဲလူမျိုးဆွဲတွေအစွန်းရောက်တွေလည်းရှိနေတဲ့အတွက်ရှိနေတယ်အများကြီးပဲအခုကရင်ပြည်နယ်မှာဘာကြောင့် NUG ထိုးဖောက်လို့မရလဲအဲ့ဒီ NUG ယာဒူးကိုရထားတဲ့နော်ဝန်ကြီးတွေကိုတိုင်ကအစွန်းရောက်နေသလားလို့ကျမကတော့အဲ့လိုပဲမြင်မိတယ်ဆိုတော့ तू ကစီယုံရေးလောက်ရမယ်လေကရင်ပြည်နယ်မှာနူးကြီးပြောနူးကြီးက तू ကလူထုစနစ်ကိုတိုက်နေတာနော် तू ကအာနာရှင်မဟုတ်ဘူးအဲကြောင့်မို့စနစ်ကိုတိုက်နေတာဖြစ်တဲ့အတွက်ဒီမြေပြင်မှာနေမြေခံတွေကိုစီယုံနိုင်ဖို့လိုအပ်တယ်